ဒါက၃ခုမြောက်နီလန်းနောက်၄ခုမြောက်နီလန်းကျတော့မြတ်စွာဘုရားဘာပြောတော့နော်၄ခုမြောက်နီလန်းလေးကနည်းနည်းလေးပြောတဲ့အရှိနော်ဒီရာဂဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေ့တွေတွေးလာပြီဆိုရင်အဲ့ဒီအတွေးရဲ့မူလအကြောင်းတရားကိုလိုက်ပြီးတော့စုံစမ်းကြည့်ပါတဲ့ဒီအတွေးကဘာကြောင့်တွေးတာတော့ဒီမူလအတွေးရဲ့မူလအကြောင်းတရားကဘာလဲဘာကိုအခြေခံပြီးတော့ဒီဟာတွေဖြစ်နေတာလဲအဲ့ဒါကိုဆက်ပြီးတော့အကြောင်းကိုဆက်ပြီးတော့ရှားကြည့်ပါတဲ့အဲ့ဒါဆိုလို့ရှိရင်စောစောကဖြစ်နေတဲ့ရာဂဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေ့ရက်သွားလိမ့်မယ်တဲ့ဒါဆိုရပါစို့တရားကိုဒေါသဖြစ်နေဘာလို့ဒေါသဖြစ်တာတော့ဟာဒီလူကငါ့ကိုဘလို့တွေဘာတွေလှုပ်တာဒါနဲ့အဲ့ဒါကိုဘာလို့လှုပ်တာတော့အဲ့ဒီလူကဟောဆက်ပြီးတော့တွေးကြည့်နော်ဒါကသူ့ဘက်ကရှုထောင့်ကနေပြီးတော့ကိုတွေးကြည့်တာကိုယ့်ဘက်ကရှုထောင့်အနေနဲ့ကြည့်ရင်ဘာလို့ငါဒေါသဖြစ်တာတော့နော်ငါမေတ္တာမထားနိုင်လို့ပေါ့ငါတွေးကြုံနေတဲ့ဒီအခြေအနေစိတ်တူတဲ့အခြေအနေကိုစိတ်မတူအောင်ငါမလုပ်တတ်လို့ပေါ့ငါရဲ့နှလုံးသွင်းနေညံ့ဖျင်းနေလို့ပေါ့တကယ်လို့ငါမေတ္တာဖြစ်အောင်လုပ်မယ်ဆိုရင်လည်းလုပ်လို့ရတာပဲဘာလို့ငါဒေါသဖြစ်တော့ငါရဲ့နှလုံးသွင်းမှားယွင်းခြင်းတည်းဟူသောအကြောင်းကြောင့်ငါဒေါသဖြစ်ရတာဟောဘာကိုသွားတွေ့တော့အာယောနိသောမနတိကာရကိုသွားတွေ့တယ်နော်ဒါမြင်အဲ့ဒါကြီးရောဘာလို့ဖြစ်တာတော့ငါတတိမရမိဘူးငါမိရော့နေတယ်တမမောငါသူတော်ကောင်းနေနဲ့မပေါင်းမိဘူးငါဘလို့တွေဖြစ်နေတယ်ငါမှားယွင်းမှုရဲ့အကြောင်းတရားတွေဘာတွေဖြစ်နေတယ်ဟောအကြောင်းတွေကိုထပ်ပြီးတော့အကြောင်းထပ်ပြီးတော့ဘာလို့တော့ရှာတာသူကနည်းနည်းလေးနဲ့တဲ့သဘောရှိတယ်ဟုတ်လားဒီအတွေးကိုဘာကြောင့်တွေးတုံးလို့အကြောင်းရှာတယ်တွေးပြီးဆိုရင်အဲ့ဒီဟာကဘာကြောင့်ဆက်ဖြစ်တာတုံးလို့ထပ်ပြီးတော့အကြောင်းကိုရှာမယ်အဲ့ဒီလိုနီးနဲ့ဒီယုံညံ့တဲ့အတွေးတွေကိုရပ်တန့်သွားအောင်ကြိုးစားရမယ်တဲ့အကောင်းမို့လားအဲ့ဒါကိုမြတ်စွာဘုရားဥမာဘလို့ပေးတော့ဆိုတော့နောက်လူတယောက်ကမြန်သွားနေတယ်တဲ့အဲ့ဒါမြန်သွားနေတော့သူစဉ်းစားတယ်ဟာငါဘာလို့မြန်သွားမှာတော့ငါနှင်းသွားလေရသားပဲဟောမြန်သွားတော့မောတာပေါ့နော်ငါနှင်းသွားလေရသားပဲငါ့ကိုဘယ်လိုမှဒုံနဲ့ရိုက်ခိုင်းပြီးတော့မြန်သွားလို့ပြောနေတာမဟုတ်ဘူးအဲ့တော့ငါနှင်းပဲသွားမယ်ဟာငါဘာလို့နှင်းသွားမှာတော့နော်ငါရက်နေမယ်ဆိုရင်လေရသားပဲရက်နေတာပုတ်တတ်တာလားပေါ့နှင်းသွားတဲ့ဆိုင်ရက်နေတာမတတ်တာဘူးလားတတ်တာဟာငါဘာလို့ရက်နေမှာတော့ငါထိုင်းနေရင်လေရသားပဲဟောထိုင်တာကရက်တာတဲ့ပုံမတတ်တာဘူးလားတတ်တာလေဟာငါဘာလို့ထိုင်းနေမှာတော့ငါတက်တောင့်တက်တာလေးတာတာလေးတုံလုံးလေးလှဲနေလိုက်ရင်လေရသားပဲဆိုတော့တာတာလေးအိတ်ပေါ်လျောင်းဆက်နေတယ်တဲ့တော်တော်တက်တာသွားပြီဒါဥမာပေးရတော့မြတ်စွာဘုရားကတော့ယုံညံ့တဲ့အတွေးတွေတွေးနေတယ်ဆိုတာတကယ်တမ်းကပေါင်းဆိုမြန်သွားနေတဲ့သဘောပဲဟုတ်လားဒီအတွေးရဲ့အကြောင်းတရားတွေကိုရှားပြီးရှင်ဒါနှင်းလေးသွားတဲ့သဘောဖြစ်သွားတယ်နည်းနည်းတက်တာသွားဘာကြောင့်ဒီအတွေးတွေဖြစ်လာလဲလို့အကြောင်းတရားကိုရှားပြီးတော့အဲ့ဒီအကြောင်းတရားကိုပေးနိုင်မယ်ဆိုလို့ရှိရင် तू ရက်တန့်သွားပြီပြီးရင်ပေးနိုင်မယ်ဆို तू ထိုင်သွားပြီပြီးရင် तू လျောင်းဆက်သွားပြီဒါကအထက်ကရာထဲမှာပြတတ်တဲ့နှိုင်းရှင်ထားတဲ့ဥမာဥမေယဆက်ပြီးတော့ပြောထားတာလေးကိုပြောတာပါမြတ်စွာဘုရားကတော့အဲ့လောက်ကြီးအသေးစိတ်ပြီးတော့မပြောပါဟုတ်လားမြတ်စွာဘုရားကတော့ဒီအတွေးရဲ့မူလအကြောင်းတရားကိုရအောင်ရှာရမယ်စဉ်းစားကြည့်ရမယ်ဟုတ်လားအဲ့ဒါလို့ဆိုလို့ရှိရင်အဲ့ဒီအတွေးရက်တန့်သွားနိုင်တယ်ဥပမာဘာကြောင့်ငါမြန်သွားမှလဲငါနှင်းသွားမယ်ဘာကြောင့်နှင်းသွားမှလဲငါရက်မယ်ဘာကြောင့်ရက်နေမှလဲငါထိုင်ပြလိုက်မယ်ဘာကြောင့်ထိုင်နေမှလဲငါအိတ်ရှက်ပလိုက်မယ်ဆိုလိုတာကနီးမျိုးစုံနဲ့ဒီယုံညံ့တဲ့အတွေးတွေရဲ့အကြောင်းတရားကိုရအောင်ရှာပြီးတော့ဒီအတွေးတွေကိုရက်တန့်အောင်အားထုတ်တတ်အောင်အဲ့ဒါကိုအရင်တို့အဲ့ဒီအပွင့်တက္ကရာထဲမှာနော်ဇတ်တော်လေးတစ်ခုကိုတောင်သူကဥပမာအနေနဲ့ပြပြီးတော့ရှင်းပြတာရှိတယ်အဲ့ဒီဇတ်တော်လေးကပေးတဲ့တို့ကြားဥပါတယ်ဒုတုပဇတ်ဆိုတာနော်ဦးရှင်တို့ငယ်ငယ်တုန်းကမူလာတန်းမှာဘယ်တန်းမှာလဲတော့မသိဘူးအဲ့ဒီဇတ်တော်လေးကိုပုံမြင်လေးအနေနဲ့သင်ရတာရှိတယ်နော်မြေပြိုပြီဆိုပြီးတော့ယုံတကောင်ကပြေးတာကြားဥတယ်မဟုတ်လားနော်ယုံတကောင်ကနော်အုတ်ရှိပင်အောက်မှာအိတ်တာနော်အုတ်ရှိပင်အောက်မှာအိတ်တာအဲ့ဒီအုတ်ရှိပင်သားမှာထပင်ကလည်းရှိတယ်နောက်ထပင်ရှိပြီဆိုရင်တော့ထွေး6တွေပါတွေကလည်းကျွေးနေတာရှိတာပေါ့ဟုတ်လားအဲ့ဒါသူကအဲ့ဒီထွေး6နာလေးကပ်ပြီးတော့အိတ်ပြောနေတာအဲ့ဒီလိုကောင်းကောင်းနှိမ့်နှိမ့်ချာချာအိတ်နေတော့မှာပဲနောက်အုတ်ရှိပင်ဘောကအုတ်ရှိသေးကအဲ့ဒီထွေး6ဘောကိုကျွေးကြတယ်ဘုံမနိုင်တိုင်းကနေဖြစ်သွားမှာပေါ့နော်ဒုဒုပဆိုတဲ့အတန်ကြားနော်ဒုံဒုံဆိုတဲ့အတန်ကြားလိုက်တယ်ဆိုတဲ့သဘောပါအဲ့ဒီအတန်ကြားလိုက်တာနဲ့လန့်လို့ပြီးတော့တခါတည်းထပြေးတော့တာပဲသူကငိုတော့ကစဉ်းစားနေတာဘလို့စဉ်းစားနေတာတော့ငါမြည်မြန်းပြိုရင်ဘယ်မြန်းပြေးရပါမလို့သူကစဉ်းစားနေဟုတ်လားအဲ့လိုစဉ်းစားနေတော့ကိုအဲ့ဒီအတန်ကြီးကကြားလိုက်တာတိုက်ဆိုင်မှုပေါ့နော်အဲ့ဒီလိုအတန်ကြားတာကသူစဉ်းစားနေတော့ကြီးကိုနော်သူငိုတော့ကစဉ်းစားခဲ့တဲ့အခြေအနေရှိတယ်နော်အဲ့ဒီအချိန်မှာအိပ်ပျော်နေတော့မှာပဲအဲ့ဒီအတန်ကြားလိုက်တော့တခါတည်းမြည်ပြိုပါပြီဆိုပြီးတော့ထပြေးအဲ့ဒီလိုပြေးတဲ့ခါကျတော့တမင်နေနဲ့တွေ့တော့ဘာလို့ပြေးတာတော့မေးတယ်တဲ့တမင်နေဟာမြည်ပြိုပြီမင်းတို့မသိဘူးလားပြေးကြဆိုတော့ဟိုကောင်တွေကလည်းနော်ဘုရားဝါဒနဲ့ပြေး
ဟာသူတို့ပြေးကြတာကိုကြည့်ပြီးတော့တောဝက်တွေကလည်းပဲဘာလို့ပြေးတာလဲမြေပြိုပြီးဆိုတော့ဟိုးနဲ့ပြေးတော့အုပ်စုကြီးဖြစ်သွားတယ်အုပ်စုကြီးဖြစ်တော့နောက်ထပ်မြင်တဲ့ကောင်လည်းဘာလို့ပြေးတော့မြေပြိုတယ်အုပ်စုလိုက်ပြောတယ်ဆိုတော့ကျန်တဲ့လူကလည်းယုံတယ်ပေါ့နော်ကျန်တဲ့တတ္တဝါတွေလောကကြီးကလည်းဒီသဘောတော့ရှိတာအမှန်ပဲတယောက်ကဖွာလိုက်ပြီဆိုရင်နောက်ကလူတွေကဟုတ်နှုံးတို့တခါတည်းရှောက်ပြီးတော့ယုံညတာနော်ကောလဟလဆိုတာအဲ့ဒါပေါ့နော်အတိညာနှုံနဲ့မိုက်မဲတဲ့လူတွေပဲများတဲ့အတွက်ကြောင့်စူးစမ်းဆင်ခြင်မှုအားနည်းတဲ့လူတွေပဲများတဲ့အတွက်ကြောင့်လောကကြီးကလှုပ်စေခြင်းနဲ့ဆိုရင်တော့နော်အကြံစီနဲ့တကယ်ကိုပဲလှုပ်အောင်လုပ်မယ်ဆိုရင်တော့လှုပ်သွားတာအမှန်ပဲနော်တချို့စိတ်တဲ့ညံဖြစ်တဲ့လူတွေနော်ရုပ်မှာကောက်ကျစ်တဲ့လူတွေကအဲ့ဒီအချက်ကိုနားလည်ပြီးတော့လှုပ်ကြတာတွေရှိတယ်အားရဖြစ်တဲ့လူတွေကဘာဖြစ်ကုန်လှုပ်ကုန်ရောဟုတ်လားကိုလည်းပဲပြေးတာနော်အဲ့လိုနဲ့ပြေးရင်နောက်ကြားတွေပြေးတယ်ဆင်းတွေပြေးတယ်အကုန်လုံးပြေးကြတယ်ပြေးတော့မှအဲ့တော့ဘုရားလုံးကဘာဖြစ်နေတာတော့နော်ချင်းသိမင်းဖြစ်နေတယ်အဘလို့ပြေးကြတာတော့ဝေယုံသုံးကနဲ့ပြေးနေအဲ့ဒီမှာဟိန်းဟောင်းလိုက်မှအကုန်ရက်သွားတာအဲ့တော့မင်းတို့ဘာလို့ပြေးကြတာတော့မြေပြိုလို့တယ်ဘယ်သူပြောတော့ကြားတွေကိုမေးတော့ဆင်းနေရပြောတယ်ဟောလိုက်ပြီးတော့စုံစမ်းတာနော်ခုနတုန်းကအကြောင်းရှာတာကိုဥမာပေးတာဟုတ်လားဆင်းတွေကိုမေးတော့ဘယ်သူကပြောတော့နော်ကျွဲတွေကပြောတယ်ကျွဲတွေကိုမေးတော့ဘယ်သူကပြောဝက်တွေကပြောတယ်အဲ့ဒါကလိုက်သွားတာနောက်ဆုံးပဲရောက်သွားတယ်ယုံတွေရောက်သွားတယ်မင်းဘယ်သူကပြောတော့ကျွန်တော်ကိုယ်တိုင်ကြားခဲ့တာသူကိုယ်တိုင်ကိုကြားခဲ့တာမင်းဘယ်ဘယ်နာကြားခဲ့တာတော့ဟာသူအုတ်ရှိပေအောင်မှာအိတ်နေတာအဲ့ဆိုငါလိုက်ပြတာဆိုတော့မပြရဲဘူးတဲ့အဲ့ဒီပြိုတဲ့နေရာကြီး तू မပြရဲဘူးမလာပါဆိုတော့သူ့ကိုချော့မော့ပြီးတော့ခေါ်သွားတာဟိုကျမှ तू အိတ်နေတဲ့နေရာရောက်တော့မှနော်ထွေး6ပုံမှာအုတ်ရှိသေးကိုတွေ့ရတယ်အဲ့ဒီဇက်တော်လေးကိုအဲ့ဒီမှာပြထားတယ်နော်အကြောင်းရှာတာနော်ဒီအတွေးတွေဘာကြောင့်ဖြစ်တာလဲလို့ဒီအတွေးတွေးရခြင်းရဲ့အကြောင်းတရားကိုဆင်ကဲလိုက်ပြီးတော့ရှာသွားတာဟုတ်လားအဲ့ဒီဇက်တော်လေးနဲ့အဝင်ဝင်ညဖြစ်လို့အဲ့ဒီအဖွင့်တက္ကရာမှာအဲ့ဒါလေးကိုပြောထားတာဟုတ်ရဲ့လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ယုံညံ့တဲ့အတွေးတွေဖြစ်လာပြီဆိုရင်ဒီအတွေးတွေဘာကြောင့်ဖြစ်တော့ဒါကြောင့်ဖြစ်တယ်ဟုတ်ပြီအဲ့ဆိုရင်အဲ့ဒါကဘာကြောင့်ဖြစ်တော့ဆက်ပြီးတော့ဘာလို့မလို့ရှာပါအဲ့ဒါလိုတွေးလိုက်တာနဲ့ကိုပဲစောစောကယုံညံ့တဲ့အတွေးကဘာဖြစ်သွားတော့တော့ခါပြတ်သွားတယ်နော်သူတွေးချိန်ဆက်တွေးချိန်မရဟုတ်တယ်မဟုတ်လားဒါကြောင့်အဲ့ဒီနီးလေးလည်းပဲပိဋကပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့သုံးကြည့်ဖို့မလိုဘူးလားလိုတယ်ငါဘာကြောင့်မြန်သွားမှာတော့နှင်းသွားမှာပေါ့ဘာကြောင့်ရက်နေမှာတော့ငါထိုင်လိုက်မှာပေါ့ဘာကြောင့်ထိုင်မှာတော့ငါသက်သာဆုံးဖြစ်တဲ့ဣရိယာပုနဲ့ငါအိတ်နေလိုက်မှာပေါ့ဟောဒီဥမာလေးလည်းမကောင်းဘူးလားကောင်းတယ်နော်၄ခုရှိသွားပြီဟုတ်လားနောက်၅ခုမြောက်မိမိတို့ရဲ့ယုံညံ့တဲ့အတွေးတွေကိုဘလို့ခွာမလဲအဲ့ဒီလိုစောစောကနီလန်း၄ရက်နဲ့ကြိုးစားခဲ့တဲ့အထုတ်ခဲ့တဲ့သို့တော်ရက်တဲ့အခါရက်ပြီးတော့ခဏနေတော့ဒီအတွေးတွေကပြန်ဖြစ်လာပြန်တယ်ဆိုရင်နောက်ထပ်သုံးကြည့်စရာနီလန်းတစ်ခုအဲ့ဒါကကျတော့မြတ်စွာဘုရားဘလို့ဟောပြတော့ဆိုတော့အန်ကြည့်ပြီးတော့တောက်ခောက်ပြီးတော့စိတ်ကိုစိတ်နဲ့ပင်မအောင်ဖိနှိပ်ပြီးတော့ကြိုးစားလိုက်ပါတဲ့နော်အန်ကြည့်တာကိုမြတ်စွာဘုရားဘလို့ဟောတော့ဆိုတော့နောက်အပေါ်သွားဖို့အောက်သွားဖြင့်ပင့်ထောက်ရင်နော်တောက်ခောက်တာကိုနော်ရှာကိုလှိပ်ပြီးတော့အာကောင်ကိုထောက်ပြီးတော့လေအဲ့ဒါမလုပ်တာတောက်ခောက်တာကိုပြောတာနော်ဟုတ်လားအဲ့လိုမျိုးဦးဇင်းတို့စိတ်ကိုစိတ်နဲ့ဖိနှိပ်တယ်စိတ်ကိုစိတ်ဖြင့်ပင်ပန်းစေတယ်ဘာဘူးလို့မရရမှာတော့ကိုလုံနေကြကမ္မထအာယုံတစ်ခုကိုဆွဲဆွဲမြဲမြဲနော်စိတ်ကိုပင်ပန်းအောင်လုပ်ပလိုက်တယ်ဘယ်လိုနည်းနဲ့လုပ်ပလိုက်ငါမဖြစ်ဖြစ်အောင်လုပ်မယ်မရရအောင်လုပ်မယ်ဟုတ်လားကောင်းတဲ့ဘက်မှာတင်းပြလိုက်တာဘယ်ဘက်မှာတင်းတယ်ကောင်းတဲ့ဘက်မှာတင်းလိုက်တာဟုတ်လားအဲ့ဒီနည်းရလည်းပဲတစ်ခါတလေအများကြီးအသုံးတည့်နိုင်တယ်နော်ဟုတ်ရဲ့လားအဲ့ဒါကိုမြတ်စွာဘုရားဥမာဘယ်လိုပေးတုံဆိုတော့အားအလွန်ကောင်းတဲ့ယောက်ျားတစ်ယောက်ကနော်ကျမကြီးဖောက်ပြန်ပြီးတော့အရင်ချွေရင်းနေတဲ့လူမမာတစ်ယောက်နော်အားအလွန်နဲနေတဲ့လူတစ်ယောက်ကိုနော်ခေါင်းကနေလေပင်ကနေကင်ပြီးတော့လက်ဖက်နှစ်ဖက်ကိုချုပ်ပြီးတော့တခါတည်းသူ့ကိုအတင်းဖိနှိပ်ညှစ်ပစ်ထားလိုက်တယ်လို့မျိုးဟုတ်လားကောင်းတာဖြစ်အောင်လုပ်မယ်မကောင်းတာတွေမဖြစ်စေရဘူးဆိုရင်မုံမြတ်တဲ့စိတ်အားကောင်းတဲ့စိတ်နဲ့စောစောကယုံညံ့တဲ့အတူတွေဖြစ်နေတဲ့နော်အားငယ်တဲ့စိတ်ဘာလို့ပြန်လို့ဖိနှိပ်ပစ်လိုက်တယ်တော့ပေါ့ရလားဗျမရရအောင်ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားပါတဲ့နော်ဒီလိုယုံညံ့တဲ့အတွေ့အကြုံကိုဖယ်ဖို့ကြိုးစားလို့ကိုယ်ခန္ဓာမှာဘာမှထိခိုက်သွားကြအကြောင်းမရှိပါဘူးမဖြစ်အောင်လုပ်မယ်ဆိုပြီးတော့အဲ့လိုလုပ်လိုက်မယ်ဆိုရင်အဲ့ဒီခံယူချက်ကြောင့်ကိုပဲဘာဖြစ်သွားနိုင်တော့ယုံညံ့တဲ့အတွေ့တွေရပ်သွားနိုင်တယ်နော်ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းတော့နီလန်းမတစ်ခုပေးထားတော့ဗျာ၅ခုပေးထားတယ်အဲ့ဒီနီလန်း၅ခုကိုနော်ကိုနဲ့တင့်တော်တဲ့နော်နီလန်းကိုရွေးချယ်ပြီးတော့စူးစမ်းကြည့်ရမယ်ဒီလန်း၅ခုစလုံးတင့်တော်နေတာလည်းဖြစ်နိုင်တယ်နော်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားရှင်ကိုရမကြီးရဲ့နောက်အလုံးစုံကိုတည်တော်မူတဲ့တပ်ပညုတဉာဏ်ကိုယုံကြည်ပြီးတော့ယုံညံ့တဲ့အတွေးတွေကိုဒီနီလန်း၅ရက်နဲ့ဖြစ်ဖြောက်လို့ရနိုင်တယ်ဆိုတာကိုနားလည်ပြီးတော့နောက်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာ
ပူလောင်မှုရှုပ်ထွေးမှုဆင်းရဲဒုက္ခများစွာကိုဖြစ်ပေါ်နေစေတဲ့နောင်လည်းပဲဖြစ်ပေါ်နေစေအောင်မယ်နော်ဒီမကောင်းတဲ့အကြောင်းတရားတွေဒီမကောင်းတဲ့အတွေးတွေကိုဖယ်ရှားဖို့အတွက်ဒီနိလန်9ရပ်ကိုအသုံးပြုရမယ်အဲ့တော့အသုံးပြုခြင်းတယ်ဆိုလို့ရှိရင်တစ်ချိန်မှာအသုံးပြုနိုင်ဖို့အတွက်ဒီနိလန်ကိုဘာလုပ်ထားဖို့လို့လို့မှတ်သားထားဖို့လိုတယ်နော်ဟုတ်တယ်မို့လားမှတ်သားထားဖို့လိုတယ်နော်မှတ်သားမထားဘူးဆိုရင်အခုတော့နားလည်လိုက်တယ်ဟုတ်တယ်ဒါပေမဲ့မှတ်သားမထားဘူးဆိုရင်နောက်တစ်ချိန်အသုံးချမယ်ဆိုရင်ဘယ်ကစပြီးတော့ကောက်ကန်လိုက်ရမှာတော့တိမှာမဟုတ်ရလားဒါကြောင့်တော့သင်ယူတယ်ဆိုတာဘာလို့ဖို့လဲလို့မှတ်သားဖို့လဲလို့တယ်စွဲသွားဒါကိုထက်ကမှတ်ထားဖို့လို့တယ်ဘလို့လုပ်ရမလဲဘလို့လုပ်ရမလဲဒီနီးလန်းကိုမလုပ်ထားတော့မှတ်ထားဖို့လို့တယ်နော်အဲ့ဒီမှတ်သားမှုများမှကိုယ့်ရဲ့စိတ်ထဲမှာတစ်ချိန်မှာသုံးနေတယ်ဆိုရင်သုံးလို့ရမှာဟုတ်ရလားဒါကြောင့်ဦးဇင်းတို့နော်မှတ်သားမှုအားကောင်းအောင်လည်းပဲနော်တတိကြီးထားပြီးတော့နားထောင်တတ်ဖို့လဲလိုတယ်ဟုတ်လားအတိပ္ပယ်ကိုနားထောင်တဲ့ကိုကစရှင်းရှင်းလင်းလင်းဖြစ်အောင်လည်းပဲဆွေးဆွေးဆိုင်ဆိုင်နားထောင်ဖို့လဲလိုတယ်ပေါ့နော်နားထောင်တော့ကနားလေခဲမှဟုတ်လားဒါကစိတ်ထဲမှာပို့ပြီးတော့ဆွဲတဲ့သဘောလည်းရှိတာ哦နားထောင်တော့ကိုကစဥလေလေဖြစ်နေတယ်ဆိုလို့ရှိရင်ပြီးရင်တော့ဘာမှတောင်းစားရှာလို့ရမှာမဟုတ်ရလားအေးဒါကြောင့်ဦးဇင်းတို့ပြည်သက်ပေါင်းတို့ဒီနေ့ညနော်ဝိတကတဏ္ဍာနသုတ်တံယုံညံ့တဲ့အတွေးတွေကိုဘယ်လိုဖေရှားမလဲဆိုတဲ့နိလန်9ရပ်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးပေးတော်မူခဲ့တယ်နော်အတွေးတွေတိုင်းယုံညံ့တယ်လို့ဆိုလိုတာမဟုတ်ဘူးဆိုတာကိုလည်းပြောခဲ့တယ်နော်နိခမဝိတ္တနော်ထွတ်မြောက်မှုနဲ့ဆက်ရှင်တဲ့အတွေးအပြပါဒဝိတ္တမေတ္တာနဲ့ဆက်ရှင်တဲ့အတွေးအဝိဟိန္ဒဝိတ္တမငြင်းဆဲမှုတဏှာကရုဏာကျင်နာမှုနဲ့ဆက်ရှင်တဲ့အတွေးဒီအတွေးတွေကြတော့ဘာလို့ရမလို့ကြည်ထွားလာအောင်မွေးမြူရမှာဟုတ်လားအခုဖေရှားဖို့ကြိုးစားမယ့်အတွေးတွေကဇာကဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေးဟုတ်ရလားနံပါတ်1အသုံးပြုရမယ့်နိလန်းကအာယုံပြောင်းတဲ့နေဟုတ်လားအာယုံပြောင်းတဲ့နေမြင့်မြတ်တဲ့အာယုံစားထိုးမယ်ပေါ့နော်ຢာကဖြစ်တယ်ဆိုရင်တတ္တဝါတွေနဲ့ပတ်သက်တဲ့ဖြစ်တဲ့ຢာကကိုဘာနဲ့ဖယ်မလဲအတုပါနဲ့ဖယ်မယ်ဟုတ်လားတက်မဲ့တွေနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ຢာကကိုအနိစ္စနဲ့ဖယ်မယ်နောက်ဒေါသဖြစ်ပြီးဆိုရင်တတ္တဝါတွေနဲ့ဖြစ်တဲ့ဒေါသကိုဘာနဲ့ဖယ်မလို့မေတ္တာနဲ့ဖယ်မယ်ထပ်ပြီးတော့တရားကစစ်တော်တာဟုတ်လားနော်တက်မဲ့တွေနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ဒေါသကိုကြတော့ဓာတုမနတိကာလနဲ့ဖယ်မယ်နော်မောဟနဲ့ပတ်သက်ပြီးတော့ဖယ်ရှားတဲ့နိလန်းကိုတော့နော်ဆရာကောင်းတမကောင်းအမိပြုပြီးတော့နေရမယ်စာသင်မှုကိုပြုရမယ်ပရိယတ္တိစာပြီးပေါ့နော်မေးမြန်းစုံစမ်းမှုလုပ်ရမယ်နော်တရားဒေသနာကိုအခါအားလျော်စွာနာယူရမယ်အကြောင်းဟုတ်သည်မဟုတ်သည်ကိုကိုယ်တိုင်ဆုံးဖြတ်နိုင်အောင်ကြိုးစားပြီးတော့ဆုံးဖြတ်ရမယ်ဟုတ်လားဒါဆိုလို့ရှိရင်မောဟဓာတ်တွေကိုဖယ်ရှားနိုင်တယ်ပေါ့ဒါနံပါတ်1နေ့နောက်နံပါတ်2ကပါတော့အပြစ်ကိုစဉ်းစားဆင်ခြင်တဲ့နေ့နော်ဒီຢာကဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေးတွေဟာနော်ယုံညံ့တဲ့ကာယကံဝစီကံမနောကံတွေကိုဖြစ်စေပြီးတော့ယုံညံ့တဲ့အကျိုးပေးတွေကိုဆက်လက်ပြီးတော့ဖြစ်ပေါ်စေလိမ့်မယ်လို့အ ਨੇ ဆုံးတော့အဲ့ဒါလောက်အပြစ်ကိုနားလည်ထားဖို့မလိုဘူးလားအဲ့လိုအပြစ်ကိုတက္ကစဉ်းစားဆင်ခြင်မယ်ဆိုရင်လည်းပဲဒီယုံညံ့တဲ့အတွေ့ဟာပျောက်သွားနိုင်တဲ့ဥပမာမွေကောင်ပုတ်ခွေးကောင်ပုတ်ကိုလေပင်ဆွဲခံပေးရတယ်လို့မျိုးထိခံစားချက်ပြင်းထန်သွားနိုင်တယ်ပေါ့ဟုတ်လားယုံညံ့တဲ့အတွေ့တွေကိုဖြောက်ချင်စိပေါက်ပြီးတော့နော်ပျောက်အောင်လုံနိုင်သွားတဲ့အနေအထားထိရောက်သွားနိုင်တယ်ပေါ့နောက်နံပါတ်3ကပါတော့မအောင်မေးနဲ့မစင်သားနဲ့မစင်ချင်းနဲ့နှလုံးမသွင်းနဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမေးပြောက်ထားလိုက်ဥပမာမမြင်ခြင်းရင်မကြည့်နဲ့ပေါ့မျက်နှာလွှဲထားပေါ့ဟုတ်လားအဲ့လိုမှမရဘူးဆိုရင်မျက်စိမိတ်ထားလိုက်ပေါ့ဟုတ်လားနောက်နံပါတ်4ကဘာပြောတော့နောက်ကြံစီစဉ်းစားခြင်းရဲ့အကြောင်းမူလအကြောင်းတရားတွေကိုလိုက်ပြီးတော့ရှားရမယ်ဒီတွေးတွေဘာကြောင့်ဖြစ်တာတော့လို့အကြောင်းတရားကိုလိုက်ပြီးတော့ရှားရမယ်ငါဘာလို့မြန်သွားမှာတော့နှိမ့်နေသွားမှာပေါ့ဘာလို့နေသွားမှာတော့ငါရက်မှာပေါ့ဘာလို့ရက်နေမှာတော့ငါထိုင်မှာပေါ့ဘာလို့ထိုင်မှာတော့ငါအိတ်ရက်နေမှာပေါ့လို့ဟောအဲ့ဒါတော့မြတ်စွာဘုရားပေးတဲ့ဥမာပေါ့ဟုတ်လားနောက်ဦးဇင်းတို့၅ခုမြောက်နေရပါတော့အန်ကြိတ်၍တောက်ခေါက်၍နောက်ဖြစ်ပေါ်နေတဲ့ဒီမကောင်းတဲ့စိတ်ကိုနောက်ကောင်းအောင်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဘာလို့တော့ဖိနှိပ်ပြီးတော့ပင်ပန်းစေပြီးတော့ကောင်းအောင်ဖြစ်အောင်ကောင်းတာဖြစ်အောင်ကြိုးစားရမယ်ဟုတ်လားဥပမာအာကောင်းမောင်းတန်ယောက်ျားသည်အာအင်ချိနေတဲ့ယောက်ျားကိုအကုန်လုံးနော်ကိုင်ချုပ်ပြီးတော့ဖိနှိပ်ညှစ်ပစ်လိုက်တယ်လို့မျိုးပေါ့နော်ကိုယ့်ရဲ့စိတ်ကိုကိုယ့်ရဲ့စိတ်နဲ့ပဲဘာလို့အောင်တော့ပြန်ပြီးတော့ဖိနှိပ်ရမယ်လို့အဲ့လိုပြောတာဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်ဒီနီလန်9ရပ်ကိုမှတ်သားပြီးတော့နော်လက်တွေ့အသုံးချမယ်ဆိုတဲ့စိတ်ကလေးနဲ့မှတ်သားမယ်ဆိုရင်တော့ပို့ပြီးတော့မှတ်သားနိုင်တယ်ပေါ့မှတ်မိနိုင်တယ်ပေါ့နော်အေးဒါကြောင့်ဒီကနေ့ညဝိတကတဏ္ဍာနာသုတ်တံကိုနာယူကြည်ညိုခဲ့ကြတယ်မိမိတို့ကြိုးစားအထောက်နေကြတဲ့နော်တရားဘာဝနာလုပ်ငန်းစဉ်နော်ဒီຢာကဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေ့အကြုံတွေးလာပြီဆိုလို့ရှိရင်နံပါတ်1မြင့်မြတ်တဲ့အာယုံကိုပြောင်းပြီးတော့ယူတဲ့နည်းကတော့များစွာအသုံးတည့်နိုင်တယ်ပေါ့ဟုတ်လားဒါကြောင့်အခုနော်တ
ဒီခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာသတိထားနေခြင်းကိုကစပြီးတော့မြင့်မြတ်တဲ့နော်အနေအထားကိုရောက်အောင်ကိုကြိုးစားနေရမရောက်ဘူးလားရောက်တယ်နော်ဟုတ်လားဒါကိုလည်းပဲနားလည်ဖို့လိုတယ်နော်ဒါကြောင့်အပမဒါဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့ပေတပေါင်းသူတော်ကောင်းတို့နောက်ဆုံးအားရှိတဲ့မြတ်တရားဘာဝနာလို့ကိုကြိုးစားအထောက်ပြီးတော့နောက်ဆုံးမဲ့ညာဘုညာမျက်နှိပ်ပံကိုမျက်မှောက်ပြုတ်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ညပေတပေါင်းသူတော်ကောင်းတို့ပြုလုပ်ကြိုးစားထားကြရတော့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွစုတို့ရဲ့စွမ်းတတ္တိကြောင့်တရားတပည့်တော်တို့သည်မဲ့ညာဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း